ရွှေကုန်းစေတီတော်မြတ်ကြီး၌ဓမ္မစကြာအခါတော်နေ့ရွှေချသင်္ကန်းဆက်ကလှူဒန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေကုန်းစေတီတော်မြတ်ကြီး၌ရွှေချသင်္ကန်းဆက်ကလှူဒန်းပူဇော်ခြင်းနဲ့1388ခုနှစ်ဒုတိယဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့အခမ်းအနားများကိုယမန်နေ့မနက်9:00နာရီမှစတင်၍စေတီတော်ရှင်ပြင်းရှိသတ်မှတ်နေရာများမှာရွှေကုန်းစေတီတော်ဗန္နာတော်ထိန်ခေါ်ဘက်ကအဖွဲ့ကကြီးမှုကျင်းပခဲ့တယ်လို့သိရပါတယ်။အဆိုပါကဲ့သို့ကျင်းမာရာတွင်ရွှေကုန်းစေတီတော်မြတ်ကြီးအားအာယုံဆုံးတော်ကြီးဆက်ကပူဇော်ပွဲကိုစေတီတော်ရှင်ပြင်အခမ်းတဆောင်၌ကျင်းပခဲ့ပြီးကျောင်းတော်ဖွင့်တဆောင်၌ဒုတိယဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့အခမ်းအနားကိုဆက်လက်ကျင်းပခဲ့လို့သိရပါတယ်။အဲဒီနောက်စေတီတော်ရှင်ပြင်ရှေးအောင်ဗုဒ္ဓရုပ်ဝါတော်များတဆောင်စုရက်မှစတင်၍ရွှေချသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တိုင်းဒေသကြီးဝန်ကြီးများကစေတီတော်ရှင်ပြင်အထက်ပစ္စယရှိပထမမျက်ရှင်ဖရာအားဝါဆိုရွှေချသင်္ကန်းတော်များကလူပူဇော်ခဲ့ကြပါတယ်။ဒါအပြင်ခေါ်ဘက်ကအဖွဲ့ဝင်များဘာသာရေးဝတ်အသင်းဖွဲ့များနဲ့လူရှင်များကအာယုံခံတစောင်းမုတ်လေးမုတ်ရှိမြတ်စွာဘုရားများအားဝါဆိုရွှေချသင်္ကန်းတော်များကလူပူဇော်ခဲ့ကြတယ်လို့သိရပါတယ်။ရှင်နောက်တီလာခံယူပွဲနဲ့ရေစက်ချမင်္ဂလာအခမ်းအနားကိုကျင်းပခဲ့ပြီးဩဝါဒစရိယာဆရာတော်ကြီးများနဲ့ပင့်တန်ဃာတော်များကိုဝါဆိုရွှေချသင်္ကန်းတော်များဆက်ကလှူဒန်းခဲ့ကြကလှူဒန်းမှုအဆူဆူတို့အတွက်အနုမောဒနာတရားအနာယူကြပြီးရေစက်သွန်းချအမျှပေးဝေခဲ့ကြတယ်လို့သိရပါတယ်။အဆိုပါအခမ်းအနားပြီးတွင်ကြွရောက်လာကြသောတန်ဃာတော်ရှင်သူမြတ်များအားနေဆုံးဆက်ကလှူဒန်းခဲ့ပြီးဥပုသ်သတင်းသီလစောင့်တည်ကြသောယောဂီအပေါင်းတို့ကိုနေဆုံးဖြင့်အခမ်းကျွေးမွေးလှူဒန်းခဲ့တယ်လို့လည်းသိရပါတယ်ရှင်။